Chelsea အသင်းဟာအတလန်နာအသင်းကနောက်ခံလူမာကိုပါလက်စထရာကိုခေါ်ယူဖို့အလွန်နီးစပ်နေပြီဖြစ်ပြီးလာမယ့်24နာရီအတွင်းအသင်းနှစ်သင်းကြားသဘောတူညီမှုရရှိနိုင်ဖွယ်ရှိနေပါတယ်။အီတလီလက်ရွေးစင်ကစားသမားဖြစ်တဲ့ပါလက်စထရာကိုအင်တာမီလန်အသင်းကလည်းစိတ်ဝင်စားနေခဲ့ပေမဲ့အသင်းနှစ်သင်းကြားသဘောတူညီမှုရရှိခဲ့မယ်ဆိုရင်သူဟာ Chelsea ကိုပြောင်းရွှေ့ဖို့ပိုပြီးစိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ကိုရေးကိုရာစာချုပ်သဘောတူညီချက်တွေမပြီးပြတ်သေးပေမဲ့လစာနှုန်းထားကတော့ Chelsea အသင်းရဲ့လက်ရှိလစာဖွဲ့စည်းပုံနဲ့ကိုက်ညီနိုင်တယ်လို့သတင်းတွေကဖော်ပြနေပါတယ်။ပါလက်စထရာဟာဝင်းဘက်ကစားသမားတဦးဖြစ်ပြီးဘယ်ချမ်းညာချမ်းအပြင်အလဲပိုင်းမှာပါကစားနိုင်တဲ့ဘက်စုံသုံးကစားသမားဖြစ်ပါတယ်။အဲ့ဒီစွမ်းရည်ကြောင့်နီးပြသစ္စာပြီးအလွန်ဆိုရဲ့စနစ်နဲ့အတော်လေးလိုက်ဖက်မဲ့သူလို့ယူဆခံထားရပါတယ်။အသက်20နှစ်အရွယ်ရှိတဲ့ပါလက်စထရာဟာပြီးခဲ့တဲ့ရာသီမှာကာလီယာရီအသင်းထံအငှားသွားရောက်ကစားခဲ့ပြီးပွဲပေါင်း39ပွဲအထိပါဝင်ခဲ့ပါတယ်။ဒါအပြင် Serie A တစ်နှစ်တာအကောင်းဆုံးနောက်ခံလူစုကိုပါရရှိခဲ့ပါတယ်။ဒီနှစ်မတ်လမှာအီတလီလက်ရွေးစင်အသင်းအတွက်ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့ပြီးလက်ရှိအချိန်ထိနိုင်ငံအသင်းအတွက်2ပွဲပါဝင်ထားပါတယ်။သူဟာ2023ခုနှစ်ဒီဇင်ဘာလမှာအတလန်နာအသင်းကြီးအတွက်ပထမဆုံးပွဲထွက်ကစားခဲ့ပြီးလက်ရှိအချိန်ထိအသင်းကြီးအတွက်16ပွဲပါဝင်ထားပါတယ်။တစ်ဖက်မှာတော့ Chelsea အသင်းဟာဒီနွေရာသီမှာဘယ်နောက်ခံလူမတ်ကူကူရဲလာကို Real Madrid အသင်းထံယူရိုတန်း60နဲ့ရောင်းချထားပြီးဖြစ်ပါတယ်။လက်ရှိဘယ်ချမ်းမှာဂျော်ရဲဟာတူတယောက်သာအဓိကရွေးချယ်စရာကြံရှိနေပြီးညာချမ်းမှာတော့အသင်းကောင်းဆောင် Reece James နဲ့မာလိုဂူစတိုတို့ရှိနေပါတယ်။ဇာဘီအလွန်ဆိုဟာဘိုင်ယာလီဗာကူဇန်အသင်းမှာနီးပြလုပ်ခဲ့စဉ်ကဝင်းဘက်စနစ်ကိုအဓိကအသုံးပြုခဲ့သူဖြစ်ပြီးအဲ့ဒီအတွက်ပါလက်စထရာရဲ့ရောက်ရှိလာမှုဟာ Chelsea ရဲ့နီးစနစ်ပိုင်းအတွက်အရေးကြီးတဲ့ခေါ်ယူမှုတစ်ခုဖြစ်လာနိုင်ပါတယ်။အီတလီဘောလုံးလောကအပေါ်ဝေဖန်မှုတွေရှိနေတော့လဲအရေးအသွေးမြင့်လူငယ်ကစားသမားတွေကိုတော့ဆက်လက်မွေးထုတ်ပေးနေစေဖြစ်ပါတယ်။ပါလက်စထရာကတော့အဲ့ဒီထဲကနောက်ထပ်တောက်ပလာနေတဲ့ကျေပွင့်တစ်ယောက်ဖြစ်ပြီးမကြခင်မှာ Chelsea ကစားသမားတဲ့အဖြစ်မြင်တွေ့ရဖို့အလားအလာအလုံးမြင့်မားနေပါတယ်။